HSK6级第14课的生词 Part 2捕捉潘西迪猎人用网捕捉鸟类木梳ကပိုက်ကွန်ကိုတုံးပြီးတော့မှငှက်ကိုဖမ်းလိုက်တယ်赤道က equator ကိုပြောတာ在赤道附近气候全年炎热潮湿equator အနီးနားမှာဆိုရင်ရာသီဥတုကတစ်နှစ်ပတ်လုံးပူပြီးတော့ဆူဆွတ်တယ်炎热အရန်ပူပြင်းတယ်潮湿ဆူဆွတ်တယ်专题အဓိကအကြောင်းအရာ我们今天讨论的专题是人工智能 artificial intelligence 我们今天讨论的专题是ဒီနေ့ဆွေးနွေးမယ်အဓိကအကြောင်းအရာကတော့抢救ကယ်ဆယ်သည်他想抢救千奇百怪的动植物他想抢救သူကကယ်ဆယ်ခြင်း千奇百怪အရန်ကိုထူးဆန်းတဲ့动植物အပင်တွေတိရစ္ဆာန်တွေ刻不容缓အရန်我们အရေးကြီးတာ对于环保问题行动刻不容缓对于环保问题တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်၍行动刻不容缓လှုပ်ဆောင်ချက်တွေအရေးတကြီးလိုအပ်နေတယ်支出အသုံးစရိတ်这个月的生活支出比上个月多ဒီလရဲ့အသုံးစရိတ်ကအရင်လထက်ပိုများတယ်他每个月的房租是最大的支出သူရဲ့လစဉ်အိမ်ငှားစရိတ်ကအကြီးမားဆုံးသောအသုံးစရိတ်ပဲဖြစ်တယ်开支ကလည်းအသုံးစရိတ်ကိုပဲပြောတာ我每个月的生活开支大约3000元လစဉ်အသုံးစရိတ်每个月的生活开支他和妻子往返北极17次支出很大他们处处精打细算千方百计节省开支往返北极17次မြဝင်ယူစုကိုအသွားအပြန်18ခေါက်လောက်လုပ်ခဲ့တဲ့အတွက်支出很大အဲ့ဒီရင်းနှီးမြှုပ်နှံမှုသုံးရတဲ့အသုံးစရိတ်ကအရန်ကိုကြီးမားတယ်精打细算ဆိုတာမှာအသေးစိတ်စနစ်တကျစီစစ်ပြီးတော့မှ千方百计နည်းလမ်းမျိုးစုံနဲ့节省开支အသုံးစရိတ်ကိုခြွေတာတယ်精打细算အသေးစိတ်စီစစ်ပြီးတော့ခြွေတာတယ်မြန်得ရှောင်ကျဉ်ဖို့အတွက်储蓄ဘဏ်မှာသိမ်းဆည်းရတဲ့စင်ရန်အငွေစုငွေ穿越ဖြတ်တန်းသွားတာ这部小说讲述了一个少女穿越时空的故事穿越时空ဆိုတာအချိန်ကာလတွေကိုဖြတ်တန်းသွားတာ time travel လုပ်တာ她在小说里穿越到唐朝开始了新的生活ဝတ္ထုစာအုပ်ထဲမှာသူကထမင်းဆက်ခေတ်ကိုရောက်သွားပြီးတော့မှဘဝအသစ်ကိုစတင်ခဲ့တယ်穿越ဖြတ်တန်းသွားရဲဆိုတာအဲ့လိုမျိုးလေးအသုံးပြုတယ်腹泻ဝမ်းပြက်ဝမ်းလျှောယောဂဖြစ်တာ市场မကြာခဏကြောင်းကျိုးကချုပ်ခလိုပဲရှိတာလေးနဲ့ဖြစ်တယ်လို့ဒီလိုပဲလုပ်လိုက်တော့တယ်支配ကချုပ်ကင်နိုင်တာလွှမ်းမိုးနိုင်တာ他愿意自己支配自己的生命သူ့ဘဝကိုသူကိုယ်တိုင်ပဲချုပ်ကင်ခြင်းနဲ့လွှမ်းမိုးခြင်းနဲ့执着ဆိုတာကဇွဲမလျှော့ဘဲနဲ့ဆက်လုပ်တာ persistent ဆက်သွားတာ他在学习英语上一直很执着သူကအင်္ဂလိပ်စာသင်တဲ့တစ်လျှောက်လုံးဇွဲရှိရှိနဲ့ဆက်သွားတယ်